Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြပေးမှာတော့ my face account ဖွင့်နေပါတော့ my face account ဘယ်လိုဖွင့်လဲဆိုတော့ကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ကတော့အခု my face account ဖွင့်နေရမှာနည်းနည်းလေးပြဿနာတွေတက်နေကြတယ်ခင်ဗျဒီနေရာမှာပြဿနာတက်နေဆိုတော့တချို့ကကြပါတော့တော်တော်အများစုပါ Gmail ကိုမဖွင့်တက်တာရှိတယ်မဖွင့်တက်တာအများစုပေါ့နော်ဖြစ်နေတယ် Gmail မှာတော်တော်များများပြဿနာတွေဖြစ်နေကြတယ်ခင်ဗျ Gmail တချို့ကကြတော့ Gmail account ပေါ့နော်ဖွင့်တက်တယ်ဒါပေမဲ့ Gmail မှာပေါ့နော် confirm code ပေါ့နော်သူ Gmail ကပို့တဲ့ confirm ပေါ့နော် Gmail တည်ပြုတယ်ပါတယ်ပေါ့နော်အဲ့ code ပေါ့နော်စာလေးမပါဘူးခင်ဗျမပါရင်လည်းကျွန်တော်တို့မရပါဘူးနော် Gmail ကအဲ့ကြောင့်မလို့အဲ့ code လေးပါကျွန်တော်ပေါ့နော်တတိထားမယ့်အချက်လက်လေးဘယ်ဟာတွေပါမယ်ပဲပါမယ်ဆိုတော့တခုချင်းကျွန်တော်ပြပြပြီးတော့ပါခင်ဗျာတေချာလေးကြည့်ပြဖို့ကျွန်တော်မျှော်လင့်ပါတယ်โอเคဆိုကျွန်တော်တို့ my face account ဖွင့်မယ်ဆိုရင်ကျွန်တော်ပေါ့နော် Gmail တက်လုပ်ပါမယ်ကျွန်တော် Google လေးကိုဝင်မယ်ဘာလို့ကျွန်တော် account လေးရဒီညာဘက်ထောင်းပါတော့ကျွန်တော် K ဆိုတဲ့ link မှာစလုံးနေနေမယ်ပြီးရင် account တက်လုပ်မှာဖြစ်လို့ကြောင့်မလို့ဒီအများလိုက်နေမယ်အောက်ထီကိုဆွဲချပေးပါဟုတ်ကဲ့ဆွဲချပေးပြီးပါဆိုရင်ဘောနော် add another account လို့ပေါ့နော်ကျွန်တော် account တက်လုပ်မှာဖြစ်လို့ကြောင့်မလို့ add another account လေးနှိပ်မယ်ကျွန်တော် account တက်လုပ်မှာဖြစ်တဲ့ကြောင့်မလို့အပေါ်ကပေါ့နော် email or phone လို့ forget email အဲ့နှိပ်ချမလို့ပါဟုတ် account တက်လုပ်မှာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့ create account ပေါ့နော်ဒီ create account တက်လုပ်မှာနှိပ်မယ်အခုကကျွန်တော်တို့ကိုယ်တိုင်သုံးမှာဖြစ်တဲ့ကြောင့်မလို့ for mindset ကိုကျွန်တော်နှိပ်ပြီးမယ်နော်တခြားလေးကြည့်ပေးပါနောက်ပြီးတော့ကျွန်တော်တို့က first name နဲ့ကျွန်တော်နာမည်ထည့်လို့ရပါတော့ကိုကြိုက်တဲ့နာမည်ကိုထည့်လို့ရပါတယ်အဲကျွန်တော်နာမည်ထည့်ပါမယ်နော် first name last name ကိုထည့်ပြီးပါပြီထည့်ပေါ်ဆိုကျွန်တော် next ပေါ့နော်ရှေ့သွားမယ် next ကိုနေမယ်ဒါကျွန်တော် date of birth ထည့်မယ်ပေါ့နော် date of birth တော့ကိုကြိုက်သလိုအဆင်ပြေသလိုထည့်လို့ရပါတယ်ဒါကြောင့်ကျွန်တော်ကပေါ့နော် female လာမေးလိုက်ပြီးတော့ပေါ့နော်ကျွန်တော်ယောက်ျားလေးဖြစ်ရအောင်လို့မေးလို့ကြည့်ပါမယ်ပြီးရင် next ကိုနှိပ်မယ်ရှေ့သွားမယ်ကျွန်တော်2000ဟောပြောကျော် sorry နော်1000ဖြစ်ကြမှာခင်ဗျ sorry ပါ next သွားမယ်တော့နော်သူအပေါ်ကပေါ့နော်မောင်ဆိုးလေး6နဲ့6ရဲ့အောက်က4မောင်ဆိုး5အကြည့်တော့အဲ့ကောင်ကြတော့ဒါသူဂျီမီကူခဲရပေးတာပေါ့နော်ဒါဒီအောက်ကကြတော့ဒါကိုယ်တိုင်လုပ်တာပေါ့နော်ကိုယ်တိုင်မလုပ်ချင်ဘူးကိုယ်တိုင်လုပ်ချင်လည်းရတယ်ပေါ့ကိုယ်တိုင်မလုပ်ချင်ဘူးဘာညာဆိုရင်သူတို့ကူခဲရပေးတဲ့ဟာတွေယူလို့ရပါတယ်ကျွန်တော်ကူခဲပေးရပဲကျွန်တော်ယူမယ်ယူပြီးတော့ကျွန်တော် next နဲ့သွားမယ်ဒီနေရာမှာကျတော့ကျွန်တော် password ထည့်ရပါမယ်เนาะတချို့ password ရမိတက်တယ်ဘာညာဆိုရင်ကို password ကိုဒီမှာမှန်ချလေးဒီမှာမှန်ချလေးထည့်ပြီးတော့ password ပေါ်တယ်ပေါ့เนาะ password ကိုရိုက်တယ်ပေါ့ password ပေါ်တယ်ရိုက်ထည့်ပါဆိုရင် screenshot ဖြစ်ယူပြီးတော့ပေါ့เนาะကိုဖုန်းထဲမှာတင်ထားပါเนาะမိတက်တယ်ဘာညာဆိုရင်ပေါ့เนาะမမေးဘူးဘာညာဆိုရင်တော့ဒါခွန်ရိုက်လဲပေါ့เนาะဒါကျွန်တော်ရိုက်ပါပေါ့เนาะရိုက်ပါဆိုရင်ကျွန်တော်တို့ဒီပေါ့เนาะအောက်မှာရှိတဲ့ next ဆိုရာလေးနှိပ်မယ်နှိပ်ပြီးရှိဆက်သွားမယ်maximum ဖြစ်နေပါတယ်เนาะခဏလေးပါရပြီပေါ့နော်ခဏလေးပါဒီမှာတော့ကျွန်တော်ပေါ့နော်ဖုန်းနံပါတ်ထည့်မယ်ဒါကတော့ဒီဘီနာမှာရှိတဲ့အလံလေးအောင်နော်ကိုရောက်တဲ့နိုင်ငံရဲ့အလံလေးကိုထည့်မှာနော်ကိုတော့ပဲ US လား UK လားပေါ့နော် Australia လားပါကြကိုထည့်လို့ရပါတယ်ဒါကတော့ကျွန်တော်မြန်မာနိုင်ငံမှာဖြစ်လို့ကျွန်တော်မြန်မာနိုင်ငံဖုန်းနံပါတ်ပဲကျွန်တော်ထည့်ပြရမယ်နော်ပြန်ကျွန်တော် next နဲ့ရှိဆက်သွားမယ်ဖုန်းနံပါတ်ထည့်သွားရင်ပြီးရင်သူက Gmail ကုတ်ပို့တယ်ရအဲဖုန်းနံပါတ်ရဲ့ message တွေပေါ့နော်ကျွန်တော် next နဲ့ရှိဆက်သွားမယ်ဒါရပါမှာပေါ့ဒါပြီးသွားဆိုရင် next နဲ့ပဲရှိဆက်သွားပါဒါဆိုတော့ကျွန်တော်မေးရပါပြီပေါ့နော်မေးရပါပြီဆို next ပဲနှိပ်မယ်ပြီးရင် I agree ပေါ့နော်တော့ Gmail မှာအများစုပြဿနာတက်နေလို့ကျွန်တော် Gmail ရဖွင့်နေပါကျွန်တော်စပြပေးတာဖြစ်ပါတယ်နော်ဒါဆိုရင်တော့ချက်တော့ကြည့်တယ်မနော်မေးရမရဆိုတာဒီရောက်ပြီမေးတဲ့ကိုတော့ကြည့်တယ်နော်တော့မောင်ဆိုးလေးအောက်မှာဗောနော်အမမောင်ဆိုးလေးမှာဗောနော်ရပြီကျွန်တော်မေးရပြီဆိုအဲမေးတဲ့ကိုကျွန်တော်ဝင်ကြည့်မယ်ဗောနော်
ဝင်ကြည့်မယ်ကျွန်တော် confirm code ဆိုတာဘယ်လိုပုံစံမျိုးလဲကျွန်တော်ပြပြမယ်เนาะအဲ့ confirm code လေးရှိမှလည်းအဆင်ပြေအောင်ခင်ဗျ confirm code ရမှလည်းရမှာပါအဲကြောင့်မို့လို့ confirm code ကြမှာလည်းကြည့်ပါမယ်เนาะဒီမှာပေါ့เนาะGoogle community team ဆိုပြီးတော့ confirm code လေးပေါ့เนาะမေးလေးကိုပို့ပေးပါတယ်အဲ့မေးအချို့ကကြတော့အဲ့မှာလဲနေရခင်ဗျဟိုတချို့ကကြတော့လေအကောင့်တွေဖွင့် Gmail အကောင့်ဖွင့်တယ်လေဖွင့်လို့ရတော့တယ်ဒါပေမဲ့ဒီလို confirm code မေးပေါ့เนาะမလာဘူးခင်ဗျအဲ့ဒါကြောင့်မို့လို့တချို့ကကြတော့အကောင့်ဖွင့်နေမှာတိုင်ပတ်တာရှိပါတယ်တက်နိုင်ရှိတယ်ပေါ့เนาะအဲကြောင့်ကျွန်တော်ကဒီဟာလေးပြပေးတာပါအဓိကလိုတာ Google community team ဆိုပြီးတော့ပေါ့နော် confirm mail လေးပို့ရပါမယ်ခင်ဗျဒါဆိုတော့ကျွန်တော် mail ရောရသွားပြီပေါ့နော် mail ရသွားပြီဆိုရင်ကျွန်တော်တို့ my face တွေကိုပြန်သွားမယ် my face တွေသွားမယ်ဆိုချို့ကကြတော့ mail ရသွားပြီဆိုပြီးတော့ဘာလဲသွားလဲဆိုတော့ဒီနေရာကျွန်တော်တို့က sign in ဝင် account နဲ့ဝင်တဲ့နေရာခင်ဗျဒါ account လုပ်တဲ့နေရာမဟုတ်ပါဘူးဒါလို့ account တွေပဲဝင်မယ်ဟိုနော်ဆိုရင်တော့မှဒီအပေါ်နှစ်ခွက်ပဲထည့်ပေးပါခင်ဗျကိုက email နဲ့လုပ်တာလားဆိုတော့ email နဲ့လုပ်တယ်ဆိုရင်ကိုက email address ရဲ့ passport ရဲ့ထည့်လိုက်ပါတော့ဒီ all out မှာတော့ဘာမှဖုန်းနံပါတ်ဖုန်းနံပါတ်နေရပါတော့ဒီ password နဲ့ဘာမှထည့်တော့ဒီနှစ်ခုပဲလို့ပြီးတော့ account ရဝိုင်းဆိုရင်ပေါ့နော် sign in နှိပ်ပြီးဝင်ရုံပါပဲအခုကကျွန်တော် account တစ်လုံးမှာဖြစ်တဲ့တရားမို့လို့ create new account ကိုကျွန်တော်ဒီအောက်ပါပေါ့နော်အစိမ်းလေး new here ပေါ်ရှင်းမပုံစံလေးပြီးနာမှာ create new account နှိပ်လိုက်မယ်ဒီမှာ first name လက်စင်းထည့်မယ်ပေါ့နော်ကိုယ့်ရဲ့နာမည်ပေါ့နော်ထားခြင်းနာမည်ပေါ့နော်ဒီမှာခုနကကျွန်တော်ချင်းမီပေါ့နော်ချင်းမီကောင်းတော့မောင်ဆိုးလေး6နှစ်6တချို့ကဒီမှာကျတော့ကျွန်တော်ချင်းမီထက်တစ်ခါတစ်ဆက်တည်းရိုက်ပေးပါခင်ဗျာနော်နောက်ပြီးတော့ space ချားတာတွေပါဒီမှာတစ်ခုမှမလုပ်ပါနဲ့တစ်ခါတည်းတန်းပြီးအားလုံးတန်းရိုက်ပါစလုံးတွေကလေးအားလုံးပေါ့နော်ဒီရှိမှာနာမည်ပေါ့နော်ချင်းမီအကောင့်ဖြစ်တဲ့ဟိုဖြစ်ချင်းမီဖြစ်တဲ့ကြောင့်မလို့ဒီညမှာ email ဖြစ်တဲ့ကြောင့်မလို့ဒီညမှာ small letter တွေမှာရိုက်ပါခင်ဗျာဟိုစလုံးကြီးပါမထည့်ပါနဲ့နော်တော့ဒီဖုန်းနံပါတ်တွေမှာဘာမှထည့်ကြမလို့ပါဘူးရပါတယ်ဒီဖုန်းနံပါတ်တွေကအကွက်ကိုကျော်ပြီးကျွန်တော် password ထည့်မယ်ပေါ့နော်ဒီမှာကျွန်တော် password ကိုနှစ်ခုလုံးတူအောင်ထည့်ပေးပါဥပမာကိုပေါ်မှာထားတဲ့ password တိုင်းတူအောင်အောက်မှာ confirm password ထည့်မယ်ပြီးကြရင်ကျွန်တော်ဒီမှာအမှန်ချစ်ပေါ့နော် ID သဘောတူတဲ့အကြောင်းလေး ID ထည့်မယ်ပြီးကြရင် create account ကိုနှိပ်မယ်ဒါဆိုတော့ဒါ account တော့မပွင့်သေးပါဘူးဒါ account ကိုနော်ဒီ mail ထဲမှာမေးပို့မှာပါနော်ဒါကတော့ account ရကန်နေပြီပေါ့နော်လို့ပို့ပါတယ်ရှိုးကြောင့်ဒီနေရာပို့ပြီးဆက်သွားမယ်မသိဖြစ်တယ်လေဒီနေရာပို့ဒီနေရာမှာဒီလိုစာလေးပေါ်လာပြီဆိုရင်ကျွန်တော်တို့ထွက်လိုက်ပါထွက်လိုက်ပြီးတော့ကျွန်တော် mail ထဲမှာတစ်ချက်စောင့်ပေးပါနော်ကျွန်တော်ကြောင့်ဒီမှာ mail တွေပါမပို့ဘူးပြောတယ်ဗျာရှိုးကကြတော့ဘောနော် account ဒီ mail ထဲမှာ mail တွေကစာရီတားများနေဆိုရင် mail ရစာတွေကိုဟို my face ကကောင်းမဖွင့်ခင်မှာအကုန်လုံးရှင်းထားပေးပါတကယ်လို့မဖွင့်ရှင်းကြဘူးအရေးကြီးရပါညာဆိုရင်ပေါ့နော်ဒါဒီတိုင်းထားပြီးတော့ my face ကပို့တဲ့ mail ရပါဘောတခြား mail တွေဝင်သွားတတ်တယ်ဝင်သွားတဲ့ဆိုဒီမှာ search in email မှာ mail မှာပေါ့နော်ရှာလိုက်ပါ my face image လို့ရိုက်ချလိုက်ပြီဆိုရင်ကျွန်တော်ပေါ်လာပါလိမ့်မယ်နော်ကျွန်တော်ရက်ဆောင်ပေးပါဘောနော် mail ပို့လာလေးပေါ့နော်မန်နေကတော့ကျွန်တော် my face ဖွင့်တာပေါ့နော်မဟာမခတ်ပါဘူးခင်ဗျရိုးရိုးရှင်းရှင်းလေးပါပဲကျွန်တော်ကလေနေရဟိုဂျီမီမေးလုပ်တဲ့နေရာမှာလေနေတယ်မေးအဲ့ခုနကျွန်တော်ပြတဲ့နေရာသွားပြီးပဲမေးတဲ့ဝင်ကြည့်ရမှာမသိဘူးနော်ဟာမသိဖြစ်တယ်အခုဆိုရင်တော့ my face image ဆိုပြီးတော့စာလေးပို့လာပါပြီနော် confirm မေးလေး confirm ပို့လာပါပြီတော့ဒီအဲ့ဒါ my face image ကိုနှိပ်မယ်မိတ်ဝိုင်းဆွဲချလိုက်ပါဆွဲလိုက်ဆိုအမှပေါ့နော် confirm email address ဆိုတာပေါ့နော်အစိမ်းထဲလေးရှိတယ်အဲ့ဒါလေးကျွန်တော်နှိပ်ပေးမယ်အဲ့ဒီမှာပေါ့နော် account verification ဆိုတာပေါ်လာတယ်ပေါ့နော်အဲ့ဆိုကြ account ရပါပြီ account ရပါပြီဆိုကျွန်တော်တန်းထွက်လိုက်ပါထွက်ပြီးတော့ my face တွေကိုကျွန်တော်ပြန်သွားမယ်ပေါ့နော် my face တွေပြန်သွားပြီဆိုကျွန်တော်ဒီ create new account ပါကြီးလောက်ဆံလို့ပေါ့ဟိုမှာ confirm ပို့ပြီး my face က confirm ဖြစ်ပြီးတော့ပို့ပြီးဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ကဒီ sign in နေရာဒီခါလေးတန်းဝင်ပါမယ်ခင်ဗျ
နောက်ပြီးကျွန်တော်ဒီမှာပေါ့နော်အပေါ်မှာ email address လေးထည့်ပြီး password လည်းကျွန်တော်ထည့်ပြီးဖြစ်ကြမို့လို့ကျွန်တော် sign in ကိုနှိပ်မယ်ပေါ့နော်โอเคအဲ့ဆိုရင်တော့ဒီမှာ account လေးရသွားပါပြီเนาะဒါဆိုရင်တော့ account ရသွားပါပြီအခုကျွန်တော်ဗီဒီယိုလုပ်ပေးတာပေါ့နော်ဟိုလေအခုမှပထမဆုံးဆက်လုပ်ပေးတာပြီးတော့ကြောင့်မလို့အမားပိုင်းဖွင့်လုပ်ပေးပါဒါကျွန်တော်လည်းဟိုတိလောက်ပေါ့နော်လုပ်ပေးတာပါဗီဒီယိုလည်းအဆုံးထိအကောင့်မဖွင့်ကျင်တဲ့လူတွေပေါ့နော်အကောင့်မဖွင့်တတ်သေးတဲ့လူတွေကိုဘယ်နေရာမရောက်သေးတဲ့လူတွေမသိတဲ့လူတွေပေါ့နော်ဒီကျွန်တော်ဗီဒီယိုလေးကိုကြည့်ပေးပါညတခြားကိုတွေလည်းဗီဒီယိုတွေတင်ထားတာရှိပါတယ်ပုံနေနဲ့လည်းသူတို့ပြထားပေးပါတယ်အဲ့ဒါတွေလည်းသွားပြီးတော့လေ့လာပေးပါချက်လောက်ကြည့်ပေးပါမယ်ပေါ့နော်ကျွန်တော် my face ကျွန်တော်ခုပြောချင်တာပေါ့နော်ကျွန်တော် my face ရဲ့ CEO ဆရာကိုရှယ်လီယာပေါ့နော်ကျွန်တော်တို့ဒီသတင်းကြောအတွက်အစီအစဉ်တစ်ခုလုပ်ထားပါတယ်ဒါလဲဆိုတော့ပေါ့နော် iPad 10လုံးပေါ့နော်မဲဖောက်ပေးမှာဖြစ်ပါတယ်ခင်ဗျiPad 10လုံးမှာတစ်လုံးကပေါ့နော်ဆရာရေးပြထားတဲ့ကြည့်ရရင်ဒေါ်လာတစ်လုံးကိုဒေါ်လာ1800ပေါ့နော်မြန်မာငွေအခုကျွန်တော်ပေါက်သေးနဲ့တွက်ကြည့်တာဒေါ်လာ2000ဒေါ်လာကိုမြန်မာငွေ2000ရှိပါခင်ဗျ2000ရှိအောင်ကျွန်တော်တွက်ကြည့်တဲ့အချိန်မှာတစ်လုံးတန်မို့ကအနည်းဆုံး36သိန်းပါခင်ဗျမြန်မာငွေပေါ့နော်ဒါကျွန်တော်ပြောပြပေးရပါနောက်ပိုင်းဟိုဗီဒီယိုလေးပေါ့နော်တခြားသိတာလေးကျွန်တော်စမ်းကြည့်ပြီးတော့သိတာလေးရှင်းနေကျွန်တော်တင်ပြပေးပါမယ်နော်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ